မင်ခေါ်ပြီးတော့မယ်1 2 3စီစီငယ်ချင်မေချစ်ချင်နေဒီပါမီကိုတာယာပါစေမိမိနေကောင်းနာ ဟုတ်ဒါဦးကျော်ဝင်းတော်ဆန်းရွဲတို့အိမ်လားဟောဟုတ်ကဲ့ဟုတ်အပေါလေးခဏဖွင့်ပြီးလို့ရလားဟောဟုတ်ကဲ့ပါလေအန်တီသမီးတို့စီမှာပစ္စည်းလေးတွေမှားထားသလားလို့ဟမ်မမဟုတ်လားအန်တီတို့နာမည်လေးနဲ့ပစ္စည်းလေးတွေမှားထားလို့သမီးကလာပြီးတော့ပို့ပေးတာ သားရနေမှာပေါ့ တားရလားဟုတ်လားမသိဘူးဗျသမီးတို့စီမှာအဲ့မှာပစ္စည်းတွေရောက်တာကြားနေပြီလာလဲမယူလို့ဆိုပြီးသမီးကလာပြီးပို့ပေးရတာ ဘယ်မှာတော့ ဟမ် သားရမလေးရှားမယ် ဟုတ်လားဒါကြောင့်သမီးတို့ဗမာဖုန်းနံပါတ်နဲ့ဆက်ပြီးတော့မှားတာကောင်မလေးတယောက်ပဲ ဟုတ်ပါဘူးမိန်းကလေးမမွေးယောက်ျားလေးတွေ ဟောယောက်ျားလေးတွေကြီးပဲလား မလေးရှားမှာကြီးပဲမလေးရှားတဲ့တရုတ်ပြည်ကြီးကျဲမယ်တောက်လို့ရှိပဲဓာတ်တော်မဲကနှုံးကြကောင်လေသူကလည်းလက်ကစားတယ်အကုန်လုံး၄ယောက်လုံးလက်ကစားတယ် ဟုတ်လားအခုသမီးတို့စီမှာအခုကောင်မလေးတယောက်ကပဲဖုန်းဆက်ပြီးတော့အန်တီတို့အိမ်ပို့ပေးပါဆိုပြီးတော့အဲ့လိုမျိုးလေးပြောထားလို့ ရမင်းတမန် ဒီရောက်မှလည်းပတ်စံပေးမယ်လို့လည်းပြောတယ် ခုနမှတော့ဝန်းနေမှာပေါ့သူ့တူမလေး ဒါဦးလေးဦးကျော်ဝင်ဟုတ်တယ်မလားဟုတ်သမီးတို့စီမှာကောင်မလေးတယောက်ပဲဖုန်းဆက်ပြီးတော့မှားထားတာပစ္စည်းလေးဒီအိမ်လာပြီးပို့ပေးပါဒီရောက်မှလည်းငွေရှင်းမယ်လို့ပြောလို့ တော့ဘိုးလို့ 30ဘူး ရမင်းတက်နေမှာရမင်းတက်ကိုခိုင်းနေမှာကျော်ဆောင်ဦးကအကြီးဆုံးသားဆပ်လိုက်တယ်မယ်လို့ကြားတယ် ဟုတ်ကဲ့ဟုတ် ဖုန်းနံပါတ်ရှိတယ် ဟမ် ဆက်ပေးမယ်လေ ဟုတ်အဲ့ဒီပစ္စည်းကြည့်မယ်ဆိုရင်သမီးပြမယ်အခုပို့ပေးတဲ့သူတွေကဘာတူလဲဆိုတာသမီးပြောပြမယ်ဟုတ်အန်တီရောသိကျင်လား သားပါပဲသားတွေမွေးထားတာ စားတွေတားတွေကအကုန်လုံးအဝေးမာလား ဝေးမာလေးကြီး ဟုတ်ဦးလေးကရောသိကျင်နေမလား သိကျင်တာပေါ့ သိကျင်နေဆိုရင်အခုနောက်ကပါလာတဲ့ပစ္စည်းလေးတွေကိုသမီးကဦးလေးနဲ့အန်တီတို့ကိုဒီတိုင်းလေးမပြချင်ဘူးပေါ်ဝါလေးနဲ့ခဏလေးစီးမယ်ရလား ရ ဟုတ်ကဲ့ပါဟုတ်ပြီးရင်ပို့ပြီးတော့ဦးလေးနဲ့အန်တီကပို့ပြီးဝမ်းသာပြီးပြီဖြစ်မှာเนาะအခုတော့ရင်ခုန်စွာနဲ့ခဏလေးဆောင်ပြီးတော့เนาะလက်ဆောင်ဦးလေးကရောရင်နဲ့ခုံးနေလား တုံးနေပြီ ရင်နေကတုံးနေပြီသမီးတိုင်မင်ခေါ်ပေးမှာ1 2 3ဆိုမှတိုင်မင်လေးကိုဖြည့်ကြည့်မယ်เนาะအခုဆိုရင်လက်ဆောင်ပစ္စည်းလေးကဦးလေးတို့အန်တီတို့ရဲ့ရှေ့ကိုရောက်နေပြီအန်တီစိတ်တွေလှူရှားနေပြီလားတိုင်မင်ခေါ်ပေးတော့မယ်เนาะဦးလေးရောကြည့်ကျင်ပြီလား ကြည့်ကျင်တယ်ပေါ့ အကြည့်ကျင်တာအခုဆိုရင်လက်ဆောင်ပစ္စည်းလေးကနော်ဦးလေးတို့အန်တီတို့ရဲ့ရှေ့ကိုရောက်နေပြီသမီးတိုင်မင်ခေါ်ပေးတော့မယ်1 2 3ပေါ်လေးကိုနေ Pride အန်တီဒါအဝေးမှာရောက်နေတဲ့ရှေ့ရတဲ့သားလေး၄ယောက်ကနော်ဒါသတင်းကျို့အတွက်ဆိုပြီးတော့ကြိုပြီးတော့ကြောလိုက်တာအန်တီရင်းနှီးခန်းစားချက်လေးပြောပြပါအောင်အားလုံးပေါင်းငွေသား30တောင်ကြောလိုက်တာတယောက်10သိန်းဒီဆိုပြီးတော့အန်တီရဲ့ရင်းနှီးခန်းစားချက်လေးရုံဆုံးပြောပြပေးပါအောင်သားတွေကဒါအခုလိုမျိုးလေးကြီးစုလေးတည်တော့လေးနော်ဘယ်လိုလေးခန်းစားရလဲ လုံးဝမခံစားပါဘူးသားတွေကလိမ်မာတယ်အကုန်လုံးလိမ်မာတယ် ဟုတ်ကဲ့ဟုတ် တယောက်မှဆိုရတာလည်းမရှိဘူး ဟုတ်ကဲ့ပါဟုတ် ကလေးနဲ့တော့မလဲနိုင်ပါဘူး ဟောဟုတ်ကဲ့ပါဦးလေးရောရင်းနှီးခန်းစားချက်လေးပြောပြပါအောင်အခုလိုမျိုးသားလေးတွေကဒါသူတို့ရဲ့လစာရွှေနေစာလေးနဲ့ကြောလိုက်တော့ဦးလေးရဲ့စိတ်ထဲကရောဘယ်လိုလေးခန်းစားရလဲ ဒီပေါ်ကိုသားတွေကဘိုးပြောမလို့မိသားစုကမပြီးနေတော့ကြာဝေးဆင်းနေကြတော့ ဟုတ်လား အကြီးဆုံးက17နှစ်တောင်ရှိတော့6လ အဲ့လိုကိုကြာသွားပြီလား 6လပဲကျန်တော့ပြန်လာတော့မှ ဟောဟုတ်ကဲ့ဟုတ် 3နှစ်စာချုပ်နဲ့သွားလေး ဟောဟုတ်လားအခုဆိုရင်ဟို12နှစ်နီးပါးကိုဟော17နှစ်နီးပါးကိုရှိသွားပြီเนาะဒါအခုလိုမျိုးဒါသားလေးယောက်ကနေပြီးတော့သူတို့ရဲ့လစာရွှေနေစာလေးနဲ့စုပြီးတော့ဒါအန်တီတို့เนาะပျော်လဲပျော်သွားအောင်အမှတ်တရလေးလည်းဖြစ်သွားအောင်လို့ဆိုပြီးတော့เนาะဒါသတင်းကြိုအတွက်ဆိုပြီးတော့ကြိုပြီးတော့ကြောလိုက်တာအမှားစကားလေးလည်းပါလိုက်သေးတယ်အဖေနဲ့မမေတဲ့ကျမပျော်ရှင်ပါစေနော်တဲ့အဖေနဲ့မေကိုသားတို့ရမ်းရှိပါတယ်တဲ့အဖေနဲ့မေပေါ်မှာတဲ့ကာယကံဝစီကံမနောကံနဲ့တဲ့ပြမမိတာရှိရင်လေခွင့်လွတ်ပေးပါနော်တဲ့သားတို့ညီကိုတွေတဲ့အခုလိုလှုပ်ပေးခွင့်ရတဲ့အတွက်လေတဲ့ပျော်ရွှင်ကြည်နူးရပါတယ်နော်အဖေနဲ့မေတဲ့ကျမ်းမာသက်ရှည်ပါစေနော်အဖေနဲ့အမေတဲ့အဝေးရောက်နေတော့သားလေးယောက်ဆိုပြီးတော့နော်ရှေ့ရတဲ့သားလေးတွေကအဲ့လိုမှစကားလေးပါလိုက်သေးတယ်နော်ဦးလေးကရောအဝေးကသားလေးကိုဗာလေးပြောချင်သေးလဲ ဒီဟာလေးမနေရတာဝင်နေတာ သူတို့အိမ်အောင်ပဲလေးကြီးပဲအကုန်လုံး ဟုတ်ကဲ့ ဒီထဲမှာ29နှစ်ကကလာသားလေး ဟုတ်ကဲ့ အိမ်အောင်ပဲလေးကြီးပဲ ဟုတ်ကဲ့ဟုတ်အန်တီရောအဝေးကသားလေးတွေကိုအန်တီရဲ့ရင်နဲ့ခန်းစားချက်လေးပေါ့ဗာလေးပြောချင်သေးလဲသားလေးတွေကဖုန်းလေးကကြည်နေရလေ သူတို့မိသားစုလေးစိုးလေးအမြန်ဆုံးပြန်နေနိုင်ပါစေလို့ပဲဆုတောင်းပေးနေတာပါအန်တီကအများနဲ့ဆုတောင်းပေးတယ် ဟုတ်ကဲ့ပါဟုတ်ဦးလေးရောသားလေးကိုဗာလေးပြောချင်သေးလဲသားလေးတွေ၄ယောက်လုံးပေါ့ ဒါချာပြောကြမရှိပါဘူး ဟုတ်ကဲ့ဟုတ်
ဟုတ်ကဲ့ပါ ဟောလိမ်ပါတယ်မိန်းကလေးနဲ့တော့မလဲနိုင်ဘူး ဟောဟုတ်ကဲ့ပါဟုတ်